ပရိသတ်များဒီအပေါ်မှာလေဘသူအဝိရှော်နေလဲမသိဘူးဗျစက်ပြာတွေကြလာတယ် Happy New Year ဟေးဘာဖြစ်တာမင်းပြလာပတိရဒီလိုက်တော့တဲ့အနာကြက်ကြီးအီမိုဂျက်ကဲ2010ရောက်ပြီကဲ2010ရောက်ပြီဆို2010ငါတို့တန်ချက်လေးနဲ့ကြိုးသွင်းမယ်ကြိုးပါတန်ချက်လေးနဲ့နော်မင်းနိုင်ပါလေကဲစရအောင်ဗျာကဲစတယ်ငါဒီမိုင်းနဲ့ဒီကွာဒီပန်းကြီးရဲ့မှာပေါင်းနေနေတဲ့သူပြောကြမယ်ကွာဟိုဒိုးဘတ်အတန်လားအိုစီတန်လားအိုစီအတန်လားဒိုးဘတ်အတန်လားဒိုးစီအတန်လားဒိုးဘတ်အိုဆိုဘလို့ဆိုရှေ့ကဘာကြောက်တာအေးနည်းနည်းရောသွားတာဟာဒီလိုတိုင်အောင်ဟိုလမ်းမေးဆိုင်နေစီကားနေခိုးကြီးတွေရောင်းလိုက်တာများခိုးကြီးတွေရောင်းနေတာများဟုတ်ပြီစရအောင်နော်လမ်းမေးဆိုင်နေစီကားနေခိုးကြီးတွေရောင်းနေတာများလမ်းမေးဆိုင်နေစီကားနေခိုးကြီးတွေရောင်းနေတာများပြောင်းသွားပြီအားတို့နိုင်ငံကြီးတိုးတက်လားလျှက်စစ်မီးတွေထိန်လင်းလို့အဲ့လိုပြောင်းသွားပြီအဲ့တရားလို့ငါသက်တိုင်မယ်ကဲတို့နိုင်ငံကြီးတိုးတက်တာလျှက်စစ်မီးတွေထိန်လင်းလို့တို့နိုင်ငံကြီးတိုးတက်တာလျှက်စစ်မီးတွေထိန်လင်းလို့သူများပြောလို့မပြောနိုင်လျှက်စစ်မီးတွေထိန်လင်းလို့ဟာငါအိမ်မှာအင်ဗာတာလည်းမရှိဘူးမီးစက်လည်းမရှိဘူးငုတ်တုတ်ထိုင်နေတယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးလေတို့ကြီးရတယ်ဘာလျှောက်ပြောနေရလဲမဟုတ်ဘူးပြောင်းသွားပြောလို့မပြောနိုင်ကားပွဲသားရင်ငုတ်တုံမိုင်လို့အဲ့လိုကားပွဲသားရင်ငုတ်တုံမိုင်လို့ဟောအရောက်ဝယ်ပါတယ်ကားရောက်ဝယ်တွေပါတော့အတွက်ဟုတ်ပြီအဲ့ဒါဘသူတိုင်းမလို့ဟောငါတိုင်းမဲ့ရဲလေးတိုင်းသူများပြောလို့မပြောနိုင်ကားပွဲသားရင်ငုတ်တုံမိုင်လို့သူများပြောလို့မပြောနိုင်ကားပွဲသားရင်ငုတ်တုံမိုင်လို့လေလံကားတွေပြည့်လို့နေကားပွဲသားရင်ငုတ်တုံမိုင်လို့မားနေတယ်ဘာလဲမားတော့လေလံကားတွေပြည့်လို့နေဈေးတော်ကြီးတယ်ကားကမကောင်းဘူးပြောင်းသွားပြီဘာလို့သူများမပြောဟောအဲ့ဆိုငါတိုင်လို့လေလံကားတွေပြစ်လို့နေဈေးတော်ကြီးတဲ့ကားကမကောင်းဘူးလေလံကားတွေပြစ်လို့နေဗျဈေးတော်ကြီးတဲ့ကားကမကောင်းဘူးရုပ်ရှင်နေများရိုက်လိုက်တာဈေးတော်ကြီးတဲ့ကားကမကောင်းဘူးတကယ်ပါလုံးဝမကောင်းတာကောင်းပရိသတ်များကြုံတော့ပြောရမယ်ဟိုဇကားထဲမှာလေဟိုမင်းသားလေနေတို့စောက်ပြတ်နေရပဲစောက်ပြတ်တာဗျာကိုကြီးပြောနေဗမာဆုံးပြတ်လို့လေဗမာဆုံးပြတ်ငါ့အမြတ်လာပြီနေတို့ကြီးပဲဟိုဟာလေဟိုဇော်ကကနေဒီမှာအင်ကြီးလေးတွေစုပ်ပြတ်နေတာပဲသနာစရာလေးလို့သိရတာခံရတော့ပြီးရောအဲ့လောက်ဆိုပြီးရောကဲဆက်တိုင်ဘာလဲတော့မားတော့ဘာလဲတော့ရုပ်ရှင်တွေများရိုက်လိုက်တာမရီရရင်သေတံပေးမတဲ့ဟာတာကားလေးဟောမရီရရင်သေတံပေးမတဲ့ရပြီကဲရုပ်ရှင်တွေများရိုက်လိုက်တာမရှိရရင်သေတံပေးမတဲ့ရုပ်ရှင်တွေများရိုက်လိုက်တာဗျာမရှိရရင်သေတံပေးမတဲ့အကယ်ဒမီပွဲကြီးနီးလာပြီဘာမှပြောလေဒီတိုင်းနေနေရလေရိုက်ချင်လို့ရိုက်ခဲ့ပါစေဟာအကယ်ဒမီပွဲကြီးနီးလာပြီပေးမယ်မပေးဘူးလောင်းရအောင်မလားဟောအကယ်ဒမီပွဲမနစ်ကမရတဲ့သူတွေရတဲ့သူတွေဒီနေ့ရမလားမရဘူးလားပေးမယ်မပေးဘူးလောင်းကြအောင်မတဲ့ဟောအဲ့ဒါဆိုငါတိုင်မယ်အဲ့ဒါတိုင်အကယ်ဒမီပွဲကြီးနီးလို့လားပေးမယ်မပေးဘူးလောင်းကြအောင်ငါတိုင်မယ်ဟဲ့ကယ်ဒမီပွဲကြီးနီးလို့လားပေးမယ်မပေးဘူးလောင်းကြအောင်မတဲ့အကယ်ဒမီပွဲကြီးနီးလို့လားပေးမယ်မပေးဘူးလောင်းကြအောင်မတဲ့ဟဲ့အချင်းတကောင်မှမပါဘူးနားလဲလားရဲလေမစိုးဘူးလုံးဝမစိုးဘူးအဲ့ကိစ္စဒီကောင်တိုင်သွားတဲ့ကိစ္စငါတော့မမြင်ရင်တော့ဘူးလားအမျိုးတွေးလို့ရတယ်ဟုတ်တယ်မျိုးတွေးလို့ရ तू ကဒဲလေ तू ကဒဲလေရောရတယ်တွတ်လေရောရတယ်အဲ့ကိစ္စဘာကြောင့်ငါတိုင်ပါမယ်တိုင်တာတိုင်လေးတိုင်မယ်မင်းတို့အဖမ်းခံလိုက်ပြောချင်တာပြည်သူအားလုံးထဲ့ကြဆိုလားပြည်သူအားလုံးထဲကြဆိုလားဟောပြောင်းသွားတယ်ကိုနေတို့ပြောင်းနိုင်မယ်နော်မများနဲ့တခုခုပြောင်းလိုက်တော့ထဲကြဆိုလားစိတ်ရိုးကြီးတဲ့အပြိုးတွေပြည်သူအားလုံးထဲကြဆိုလားစိတ်ရိုးကြီးတဲ့အပြိုးတွေမ
မခံနဲ့ဟဲ့ပြန်လို့ပြန်လို့ ဟောအဲ့လိုဖြစ်သွားပြီ အဲ့လို ဘလို့ စတိတ်ဆိုးပွဲထဲမှာကွာမောင်နှမသားချင်းကိုချင်းမစားဘဲနဲ့ဟိုတွန်းထိုးထီးတွေလို့ချင်းမခံနဲ့ပြန်လို့ ကဲစားမယ် စအောင်လားဆို နော်အဲ့မင်းဆွဲပွဲကအပြိုတွေ မခံနဲ့ဟဲ့ပြန်လို့ ROS Rose နေစီနေတိပြုတ်အမှုပညာရင်းနှီးမှုဒီတွေလားဒီတွေမှာစံစီများကိုအားတွေကအားကျစရာဟေးလာမောင်တို့ဒီချိန်မှာရင်းနှီးသွားဒီပန်းကြီးကြီးရဲ့မပေါင်းလေးတွေနဲ့ပြုတော်ကြမယ်ကွာစင်နာတော်စင်စင်မခွဲနေမင်းလာခွဲနေရှင်ပါခွဲနေအမရပါခဲ့ရင်တောက်ပြီးတော့မလည်းတော့ခွေးလို့စေရောက်တော့လို့တောင်းပန်ခြင်းတောင်းတော့ပန်ပြီ ကဲကတော့ပြီးသွားပြီ ကတော့ပြီးသွားပြီ ပြီးသွားပြီโอเค မလေးအမေ စင်စာပိတ်ခံရရင်အဲ့ဒီလူကြီးပဲ တကယ်ချင်းတို့ဟေးသမထွားတိုင်းမယ်ကဘာကုန်လဲရှောက်သွားမယ်အလွန်တင်တယ်သုံးတော်ဝအားမယ်ဆယ်တော်မဲရှိမပြုံးမောင်းခွဲကိုကြိုက်တာယူလိုက်ရင်အမျိုးကုန်ပြန်အောင်မယ် စာလုံးသွားတယ် ကြောင်းနေဘူးလားရန်တွေးလိုက်တိုင်းအကျွေးစင်းများရောက်လာတစိမ့်တွေကြားမှာလှုပ်ရှားရင်နေတာငါသမီးရင်မနာလင်းမျောစေပါရေမြေချသွားရတော့ဒီလေးကိုကြောင်းထားရပြီပေါ့အိုးစိတ်ချပါစေဒါပေမဲ့အဖေအတွက်တော့လုံကြီးအပြေဝနေပါတော့လွှမ်းရက်တွေကိုသမီးလေးတွေ့ငါခံငါ ဟုတ်ပါတယ်ဦးနေတို့သူ့သမီးလေးကိုစွန့်စွန့်စားစားနိုင်ငံသားမှာကြောင်းထားဖို့စီစဉ်လိုက်တယ်စာလုံးကိုသွားကားဆိုစင်ကာပူမှာကြောင်းထားလိုက်တယ်အဲ့မှာသူကကျောင်းမှာပညာတွေသင်တယ်ပညာလဲစုံရောကျင်ရဆုံးရမယ်လို့သူ့ကိုယ်သူတွေးပြီးတော့တရုတ်ကလေးတစ်ယောက်နဲ့ယူလိုက်ပါလေရောစင်ကာပူမှာအဲ့ဒါနဲ့တင်ဦးနေတို့ကမကျင်တတ်သေးဘူးမကျင်တတ်သေးပဲနဲ့နောက်ထပ်သမီးလက်ကိုထပ်ပြီးတော့နိုင်ငံသားလွတ်လိုက်တယ်ဒီတစ်ခါစာလုံးကိုမလွတ်တော့ဘူး ဘယ်လို့ အော်ဇီကိုလွတ်တာအော်ဇီ အော်စီနဲ့စောင်းစီပါကွာ နည်းနည်းกว่าအော်ဇီကစစ် ဩ